စေလောကီတိုင်းတို့စိတ်တွေညင်နွမ်းပူလောင်လာတန်တရားလဲသေးကြောင်းရဲ့အထောက်ပံ့မှာအထက်ကကြသောကုသိုလ်တရားပါပူလောင်လာတန်တရားလဲသေးကြောင်းရဲ့အထောက်ပံ့မှာအထက်ကကြသောအကုသိုလ်တရားပါထိုကိလေသာစတိဘောပါပေါင်းကိုကျွေးခောက်ကျွငုံမတာတိုက်ထုတ်ဖို့ရအမျိုးဖြုတ်ဖို့ရဖယားရှင်ကလက်နဲ့သုံးမပေးသနာခဲ့တာထိုကိလေသာစတိဘောပါပေါင်းကိုကျွေးခောက်ကျွငုံမတာတိုက်ထုတ်ဖို့ရအမျိုးဖြုတ်ဖို့ရဖယားရှင်ကလက်နဲ့သုံးမပေးသနာခဲ့တာသီလသမာဓိပညာသိက္ခာသုံးများဆွဲကိုင်လို့သာကိလေသာတရား10ပါးကိုဝိပဿနာရှုမှတ်ပွားလို့တတိကခါခုငါချင်မောင်းတို့လာကြတာမှာဝိပဿနာရှုမှတ်ပွားလို့တတိကခါခုငါချင်မောင်းတို့